အနိုင်ကျင့်ခံရတဲ့သူတွေကိုဒီလိုစကားမျိုးတွေမပြောသင့်ဘူးလူတိုင်းမှာခံစားချက်တွေရှိပါတယ်အထူးသဖြင့်အနိုင်ကျင့်ခံရတဲ့အခါပို့ပြီးတော့ထိရှလွယ်တတ်ပါတယ်ဒီလိုအချိန်မျိုးမှာဘာပြောရမယ်ဘာမပြောရဘူးဆိုတာကိုသိချစဉ်းစားဖို့လိုပါတယ်မီရွယ်ပဲကိုပြောလိုက်တဲ့စကားတစ်ခုကသူတို့ရဲ့နာကျင်မှုကိုပို့ပြီးတော့ဆိုးစေနိုင်တယ်လို့မှန်ကန်တဲ့စကားတွေကလည်းသူတို့ကိုအားပေးနှစ်သိမ့်နိုင်ပါတယ်အခါတလေမှာဘာမဟုတ်တဲ့စကားလေးတစ်ခုကနေမထင်မှတ်ထားတဲ့ပြဿနာတွေအများကြီးဖြစ်လာတတ်တာမို့လို့စိတ်ဓာတ်ကျနေတဲ့သူတွေအားငယ်နေတဲ့သူတွေအနိုင်ကျင့်ခံနေရတဲ့သူတွေကိုဘာတွေကိုပြောသင့်လဲဘာတွေကိုမပြောသင့်ဘူးလဲဆိုတာလေးကိုတင်ဆက်ပေးသွားပါမယ်မပြောသင့်တဲ့စကားတွေနံပါတ်1ဘာလို့မင်းကမထွက်သွားတာလဲဘာလို့မင်းကမရှောင်သွားတာလဲအနိုင်ကျင့်ခံရတဲ့သူတွေဟာအနိုင်ကျင့်ခံရတာကနေချက်ချင်းကြီးထွက်သွားဖို့ရှောင်သွားဖို့ဆိုတာမလွယ်ကူပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့အနိုင်ကျင့်ခံရတဲ့နောက်ွယ်ကအကြောင်းပြချက်တွေဟာငွေရေးကြေးရေးအရာတွေချင်းချောက်မှုတွေတခြားသောရှောင်ထွက်လို့မရနိုင်တဲ့အကြောင်းပြချက်တွေအများကြီးရှိနိုင်ပါတယ်။ဒါကြောင့်မလို့သူတို့ကိုအဲ့ဒီလိုမျိုးရှောင်ထွက်သွားပါလို့ပြောတာကသူတို့ကိုအပြစ်တင်တယ်လို့တောင်ဖြစ်သွားနိုင်ပြီးစိတ်ဓာတ်ပိုကျသွားစေနိုင်ပါတယ်။ဒါကြောင့်မလို့မင်းကဘာလို့ထွက်မသွားတာလဲမင်းကဘာလို့ရှောင်မသွားတာလဲဒါတွေကိုသိချမသိဘဲနဲ့မပြောသင့်ပါဘူး။ရှေ့ကလိုမျိုးမေးလိုက်တာကသူတို့ရဲ့အခြေအနေကိုမသိမနာမလဲပဲအပြစ်တင်တယ်လို့ဖြစ်သွားတတ်ပါတယ်။နံပါတ်2ဒါတွေကအဲ့လောက်ကြီးမစိုးပါဘူးဆိုတဲ့စကားပါ။တခါတလေမှာသူတို့တွေနာကျင်ခံစားနေရတဲ့နာကျင်မှုကိုရှော့တွက်တာဟာအတော်လေးကိုမလုပ်သင့်တဲ့ကိစ္စပါ။ဘာကြောင့်လဲဆိုတော့လူတိုင်းရဲ့နာကျင်မှုတွေဟာတယောက်နဲ့တယောက်တူမှာမဟုတ်ပါဘူး။ကျွန်တော်တို့အတွက်တော့အပေါ်ယံကိစ္စလေးလို့ဆိုပေမဲ့တစ်ဖက်သားအတွက်တော့အရန်ကြီးမားတဲ့ကိစ္စကြီးတစ်ခုအရန်ကြီးမားတဲ့စိတ်ဒဏ်ရာကြီးတစ်ခုဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ဒါကြောင့်မလို့အနိုင်ကျင့်ခံရတဲ့သူတွေကိုဒီຢာတွေကအဲ့လောက်မစိုးပါဘူးဆိုပြီးအပေါ်ယံကနေတမန်ကရှန်ကလေးသွားပြီးတော့မပြောလိုက်ပါနဲ့ဥပမာပြောရလို့ရှိရင်တင်တို့က6ထောက်ကျူးသွားတယ်ဆိုပါစို့တယောက်ကလာပြီးအနည်းဆုံးတော့မင်းက6ထောက်တစ်ဖက်ပဲကျူးတာပါ6ထောက်နှစ်ဖက်လုံးကျူးတာမဟုတ်ဘူးလို့လာပြောတဲ့အခါမှာကျွန်တော်တို့ရဲ့နာကျင်မှုကတတ်တာသွားမှာမဟုတ်ပါဘူးတစ်ဖက်ပဲကျူးကျူးနှစ်ဖက်လုံးပဲကျူးကျူးနာတာကနာတာပါပဲဒါကြောင့်မလို့ဒါတွေကအဲ့လောက်မစိုးပါဘူးဆိုပြီးအနိုင်ကျင့်မှုကိုရှော့တွက်ပြီးတော့အနိုင်ကျင့်ခံရတဲ့သူရဲ့အတွေ့အကြုံကိုတန်ဖိုးမထားတာနဲ့တူနေပါလေနံပါတ်3နှိုင်းရှင်ပြီးတော့စာနာတာတကယ်လို့ကျွန်တော်တို့ကကိုချင်းစာတရားတွေအရန်ပြည့်ဝနေတယ်ဆိုရင်တော့မှအနိုင်ကျင့်ခံရတဲ့သူတွေစိတ်ဓာတ်ကျနေတဲ့သူတွေကိုသွားပြီးတော့မနှိုင်းရှင်မိဖို့အတွက်လိုအပ်ပါတယ်ရှေ့မှာပြောခဲ့တဲ့6ထောက်ကျိုးတဲ့ဥပမာနဲ့သဘောတရားအတူတူပါပဲဒါကကြောင့်တော့တစ်ဖက်သားအနိုင်ကျင့်ခံရတာကိုနောက်ထပ်ကောင်းတဲ့လူတစ်ယောက်နဲ့သွားရှင်မိတာပါဥပမာပြောရလို့ရှိရင်မင်းကပတ်စံ2သိန်းအလိန်ခံရပေမဲ့ကဘာကျော်နာမည်ကြီးတရုပ်ဆောင်ဘသူကတော့ပတ်စံ300အလိန်ခံလိုက်ရတာမင်းကတော့သူ့လောက်ကြီးမစိုးသေးပါဘူးမင်းကိုသူက3ချက်ထိုးလိုက်တာဒါပေမဲ့လမ်းထဲကကောင်လေးကကြတော့10ချက်အထိုးခံရတာအနည်းဆုံးတော့မင်းကသားပါသေးတယ်ဒီလိုမျိုးသွားပြီးတော့နှိုင်းရှင်ပြတာတွေဟာတစ်ဖက်သားရဲ့နာကျင်မှုကိုမလျော့သွားစေတဲ့အပြင်ပို့ပြီးတော့တိုးလာစေပါတယ်အဲ့လိုနှိုင်းရှင်ခံရတာဟာလူတိုင်းအတွက်အဆင်ပြေနေစေတဲ့အရာမဟုတ်ပါဘူးအားပေးနေသိမ့်တဲ့သူတွေဟာပါဇက်ကအပြောတာလွယ်ကူပေမဲ့တကယ်ခံစားနေရတဲ့သူတွေအတွက်အဲ့လိုနှိုင်းရှင်လေးပို့ပြီးတော့ခံစားရလေပါပဲအဓိကကျွန်တော်တို့လုပ်ပေးရမှာကသူတို့ရဲ့ခံစားချက်ကိုနားလည်ပြီးတော့အားပေးဖေးမှကူညီဖို့ပါပဲဘလို့ပုံစံနဲ့ပဲအနိုင်ကျင့်တာပဲဖြစ်ဖြစ်နာကျင်မှုကနာကျင်မှုပါပဲအဲ့ဒီနာကျင်မှု level ကလည်းအတူတူပါပဲနံပါတ်4ချက်အနေနဲ့နောက်ထပ်မပြောသင့်တာတစ်ခုကတော့သူတို့ကမင်းကိုနာကျင်စေဖို့ရည်ရွယ်ခဲ့တယ်လို့ငါမထင်ဘူးဆိုတဲ့စကားပါဒါကကြတော့စိတ်ဓာတ်ကျနေတဲ့သူအနိုင်ကျင့်ခံရတဲ့သူကိုအပြစ်တင်နေတာနဲ့တူပါတယ်ဘာကြောင့်ဒီလိုပြောတာလဲဆိုတော့ဒီစကားကအနိုင်ကျင့်ခံရတဲ့ဘက်ကကူပြီးတော့ပြောပေးသလိုလိုနဲ့အနိုင်ကျင့်မှုကိုကျူးလွန်တဲ့သူဘက်ကိုတွားပြီးတော့အားပေးအားမြောက်ဖြစ်တဲ့ပုံစံမျိုးဖြစ်ပါတယ်ဥပမာကိုကပြေးနေမယ်ပြေးနေတဲ့ဟာကိုလာပြီးတော့6ထောင်းနဲ့ထိုးခံမယ်ဘေးကလူတယောက်ကကြည့်ပြီးသူကတမင်6ထောင်းနဲ့ထိုးခံတာမဟုတ်ပါဘူးလို့ပြောတဲ့အခါမျိုးမှာကျွန်တော်တို့ဘယ်လောက်ထိဒေါသထွက်ပါမလဲကျွန်တော်တို့ကိုခြေထိုးခံတာကျွန်တော်တို့တိတိကြီးရနေပဲအခုလိုမျိုးခြေထိုးခံရတာကိုတစ်ဖက်ကလူကလှုပ်တာမဟုတ်ပါဘူးဆိုတော့ကိုရီကပဲတမင်တက်တက်တမင်တကာလှဲချတဲ့ပုံစံမျိုးဖြစ်သွားစေနိုင်ပါတယ်အဲ့လိုပါပဲကျွန်တော်တို့ကတစ်ဖက်ကအနိုင်ကျင့်တဲ့သူရဲ့အကြောင်းကိုသိချမသိပဲနဲ့သူဒီလိုလှုပ်တာမဟုတ်တော့ပါဘူးလို့ပြောလိုက်တာမျိုးကခံစားနေရတဲ့သူကိုနာကျင်မှုပို့ပြီးတော့ဒိုးစေပါတယ်တစ်ဖက်ကအနိုင်ကျင့်တဲ့သူတွေစိတ်ဓာတ်ကြအောင်လုပ်မဲ့သူတွေကရည်ရွယ်သည်ဖြစ်စေမရည်ရွယ်သည်ဖြစ်စေသူတို့ကျူးလွန်လိုက်တဲ့အရာကတစ်ဖက်ကသူကိုခံစားစေရတာကတော့အမှန်ပါပဲဒါကြောင့်မလို့ဒီစကားမျိုးဟာလည်းရှောင်ကျဉ်နေတဲ့စကားပါနောက်တစ်ခုကတော့မင်းတစ်ခုခုလှုပ်ခဲလို့လားဆိုတဲ့မိကုံးမှာအနိုင်ကျင့်ခံရတဲ့သူတွေကိုမင်းသူ့ကိုဘာသွားလှုပ်လိုက်လို့သူကမင်းကိုဘာပြန်လှုပ်တာလဲဆိုတဲ့မိကုံးကလည်းမမေးသေးတဲ့အထဲမှာပါပါတယ်ဒါကလည်းပဲအနိုင်ကျင့်ခံရတဲ့သူကိုအပြစ်တင်တာတမျိုးပါအနိုင်ကျင့်ခံရတာဟာဘယ်တော့မှမတရားပါဘူးအနည်းဆုံးတော့အခုပြီးသွားပြီလို့ပြောတာကလေးပဲအဲ့လိုမျိုးခံစားနေရတဲ့အနိုင်ကျင့်ခံသူတွေရဲ့စိတ်ဒဏ်ရာကိုမေးလိုက်ဖို့အတွက်ပြောနေသလိုပါပဲအနိုင်ကျင့်မှုကရက်သွားပြီမဲ့လေအဲ့ဒီလူတွေရဲ့စိတ်ထဲကဒဏ်ရာကတော့မပြောက်ကွယ်သွားပါဘူးခွင်းလို့ပြီးမေးလိုက်တာပူကောင်းပါရဲ့ဆိုတာကလည်းပဲခွင်းလို့ဖို့ဆိုတာကကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပြီးတော့အတင်းကျပ်လည်းလုပ်ယူလို့မရပါဘူးထိုနည်းတူစွာပဲအဲ့ဒီလိုမျိုးတစ်ဖက်ကအနိုင်ကျင့်ခံရတဲ့သူကိုအပြစ်တင်တဲ့သဘောမျိုးပေါက်စေမဲ့အရာတွေကိုရှောင်ကျဉ်သင့်ပါတယ်မိဘတွေကိုယ်တိုင်ကလည်းသားသမီးတွေเจ้าမှာအနိုင်ကျင့်ခံလာရတယ်လို့ပြောတဲ့အခါမှာကိုယ့်ရဲ့သားသမီးဘာကြောင့်အနိုင်ကျင့်ခံရလဲဆိုတာထက်တစ်ဖက်ကဘာကြောင့်အနိုင်ကျင့်လဲဆိုတဲ့မိကုံးကိုမေးဖို့အတွက်လိုအပ်ပါတယ်
ပါးကိုကိုက်လို့နားကိုကိုက်တယ်ဆိုတဲ့စကားကရှိတယ်ဆိုပေမဲ့လည်းဒီလိုမျိုးအနိုင်ကျင့်တဲ့ကိစ္စရက်တွေဟာတခါတလေမှာအပျော်သဘောတက်တက်နဲ့ဆဆနောက်နောက်လှုပ်လိုက်ပေမဲ့လည်းတစ်ဖက်လူရဲ့ခံစားချက်ကတော့နာကျင်သွားပါတယ်။ဒါကြောင့်မို့လို့စိတ်ဓာတ်ကျနေတဲ့သူတွေအနိုင်ကျင့်ခံရတဲ့သူတွေကိုအားပေးတဲ့အခါမှာဒါကမင်းတို့ကြောင့်ဖြစ်တာပါဆိုတဲ့အတွေးမျိုးကိုဝင်မသွားမိစေဖို့အတွက်ရှေ့ကပြောခဲ့တဲ့စကားတွေကိုဆင်ခြင်ရပါမယ်။ဒါဆိုရင်ဘာကိုအဓိကပြောပြီးတော့ဘာရီနဲ့သူတို့ကိုနှိမ့်သိမ့်ရမလဲဆိုရင်တော့ကျွန်တော်တို့ဟာအနိုင်ကျင့်ခံရတဲ့လူတွေရဲ့ခံစားချက်ကိုနားလည်ပေးဖို့လိုပါတယ်။ဒီနေရာမှာမေးရမှာကမင်းဘလို့ကြော်ဖြတ်ခဲ့တာလဲဒါမှမဟုတ်မင်းလုံနိုင်ခဲ့တာအရန်ကောင်းပါတယ်ဆိုပြီးအားပေးပေးရပါမယ်။နောက်ပြီးသွားလို့ရှိရင်ငါမင်းကိုအခုဘလို့ကူညီပေးရမလဲလို့မေးပြီးတော့ကူညီပေးဖို့အသင့်ရှိကြောင်းကိုလည်းကိုယ့်ဘက်ကနေပြသပေးနိုင်ရပါမယ်။အနိုင်ကျင့်ခံရတဲ့သူတွေရဲ့စိတ်ဟာအလိုလိုနေရင်တိမ်ငယ်စိတ်ဝင်နေတာမို့လို့ကိုကသူ့ဘက်မှာရက်တီပေးပြီးတော့သူ့ရဲ့ခံစားချက်တွေကိုနားလည်ပေးမယ်။ပြီးတော့သူလှုပ်ခဲ့တာတွေကိုအကောင်းနေကြည့်ပါပဲလို့ပြောပြတဲ့အခါမျိုးမှာအဲ့ဒီလူရဲ့စိတ်ခံစားချက်တွေကတိတိတသားကြီးတတ်တာစီပါတယ်။နောက်ပြီးတော့တစ်ဖက်ကအနိုင်ကျင့်လိုက်တဲ့သူတွေကလည်းပဲဒီလိုလှုပ်တာမှန်မှန်ကန်တဲ့အကြောင်းကိုပြောပြီးအနိုင်ကျင့်ခံရတာနဲ့ပတ်သက်လို့လည်းမှန်ကန်တာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြောပြပြီးတော့သူတို့ကိုအလေးထားကြောင်းပြတာပါဘယ်သူမှဒီလိုဆက်ဆံခံရဖို့မထိုက်တန်ဘူးမင်းဖြတ်တန်းခဲ့ရတာတွေအတွက်ငါအယံဝမ်းနေပါတယ်လို့ပြောပြီးသူတို့ဘက်ကရက်တီကြောင်းကိုပြပေးလိုက်ပါပြီးသွားရင်ကိုကအားပေးနေသိမ့်တဲ့သူတယောက်အနေနဲ့အနိုင်ကျင့်ခံရတဲ့သူတွေရဲ့ဆုံးဖြတ်ချက်ကိုဝင်ပြီးတော့မစော့ဖက်ပါနဲ့သူတို့ဘာကိုပဲဆုံးဖြတ်ချက်ချအဲ့ဒီဆုံးဖြတ်ချက်ကိုအကောင်းဆုံးဖြစ်ဖို့အတွက်ပဲကိုကဘေးကနေရက်တီပံ့ပိုးပေးရပါမယ်ဥပမာပြောရလို့ရှိရင်သူကအခုလိုအနိုင်ကျင့်ခံရလို့စိတ်ညစ်လို့ဆိုပြီးတခုခုသွားတောက်မယ်တခုခုသွားစားမယ်လို့ပြောတဲ့အခါမှာဟင်းအင်းသွားမတောက်နဲ့သွားမစားနဲ့လို့ပြောမယ်အစားအများကြီးမတောက်နဲ့နည်းနည်းပဲတောက်ဂယုဆိုင်ပြီးတော့သွားဒီလိုမျိုးကိုကဘေးကနေအားပေးအားမြောက်ဖြစ်ဖို့အတွက်ပြောတာပါစိတ်သက်သာရစေဖို့အတွက်သူလှုပ်ချင်တာလေးတွေကိုလည်းပေးလုပ်ပြီးတော့အဲ့ဒီလှုပ်တဲ့အရာလေးတွေကိုလည်းအထိန်ကိုနဲ့လှုပ်ဖို့အတွက်သတိပေးဖို့လိုပါတယ်လူတိုင်းမှာနာကျင်မှုတွေရှိကြပြီးတော့အဲ့ဒီနာကျင်မှုတွေကိုတယောက်နဲ့တယောက်ကုစားတဲ့ပုံစံဟာမတူကြပါဘူးတချို့တွေကတချင်းလေးနားထောင်လိုက်တဲ့အခါမှာဝမ်းနည်းမှုတွေကပျောက်သွားနိုင်တယ်လို့တချို့တွေကတော့ကားလိုက်တဲ့အခါမှာဝမ်းနည်းမှုတွေစိတ်ဓာတ်ကျမှုတွေစိတ်ဆင်းရဲမှုတွေကပျောက်ကွယ်သွားနိုင်ပါတယ်။ဒါကြောင့်သူတို့ဘာပဲလုပ်လို့သူတို့ရဲ့ရွေးချယ်မှုတွေကိုလေးစားပေးဖို့လည်းလိုအပ်ပါတယ်။အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်အနိုင်ကျင့်ခံရတဲ့သူတွေကိုကူညီပေးတဲ့နေရာမှာအဓိကအချက်ကတော့စာနာနားလည်ပေးခြင်းပါပဲ။သူတို့ရဲ့ခံစားချက်ကိုတကယ်ယုံကြည်ပေးပါ။သူတို့ဘေးမှာအမြဲရှိနေကြောင်းပြတာပါ။တင်သာသူတို့နေရာမှာဆိုရင်ဘာတွေကြားချင်မလဲဆိုတာကိုစဉ်းစားပြီးမှပဲစကားပြောပါ။တင်းရဲ့ကျင်နာမှုတွေကသူတို့ကိုအမောင်တွေကနေယုံထွက်နိုင်ဖို့အတွက်ကူညီပေးလာနိုင်ပါလိမ့်မယ်။နောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းပြီးတော့အသုံးဝင်မဲ့စိတ်ပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးပါဦးမယ်။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။